2025ခုနှစ်ဧပြီလ21ရက်တနင်္လာနေ့တန်ရှင်သောနှလုံးသားများသင်တို့သည်ငါဟောပြောသောစကားအဖြစ်ယခုပင်ရှင်းလင်းလျက်ရှိကြ၏ငါ၌တည်နေကြလောငါသည်လည်းသင်တို့၌တည်နေမည်စပြစ်ခတ်သည်အပင်၌မတည်လျင်ကိုယ်အလိုလျောက်အတိမသိနိုင်တဲ့ကဲ့သို့သင်တို့သည်ငါ၌မတည်လျင်အတိမသိနိုင်ကြရှင်ယောခရစ်ဝင်ခန်းကြီး15အငယ်3ပါလေကျမ၏အိမ်ကကြည်ရတာရှင်းနေပါသည်ပရိဘောဂများကကောင်းကောင်းစီyiထားပြီးကြည်လို့အဆင်ပြေသည်အခန်းများကလေဝင်လေထွက်ရှိကနေအောင်ကောင်းကောင်းရသည်သို့သောကျမ်းမြင်ကိုလှဲလိုက်ပြီးဖုံတုပ်ဝတ်စားနှင့်အပတ်တိုင်းတန့်ရှင်းရေးလုပ်ချိန်ရရတိုင်းကတန့်ရှင်းတည့်ရနေတာတောင်ဖုံတွေအများကြီးညစ်ပတ်နေတာကြောင့်အံ့ဩနေမိသည်ထိုအရာကကျမတို့ကိုယူဆကြပုံဒါမှမဟုတ်လောကကြီးကိုကျမတို့ဘယ်လိုဖော်ပြချင်တယ်လဲဆိုတာနဲ့တူသည်ဟုထင်ပါသည်ကျမတို့တွေမှန်တာလုပ်နေတယ်လုပ်ဖို့ကြိုးစားကြတယ်ဟုယုံကြည်နေတော့လေကျမတို့ကမပြေဝမစုံနေမှာတစ်ခါတည်းဆိုလဲချတတ်သေးသည်ဘုရားသခင်ကကျမတို့၏အတွင်းစိတ်မနှောကိုသိပြီးကျမတို့၏နှလုံးသားထဲဘာရှိသည်ကိုတည်ကြသိသည်ထိုအမှန်တရားကိုရင်ဆိုင်ကြရာတွင်ကျမတို့ကိုခွင့်လွှတ်ပေးသည့်ဘုရားသခင်သားတော်သခင်ယေရှုခရစ်တော်၌လူစားတည်ခံသောဘုရားသခင်အချုပ်အခြာအာဏာနှင့်ဂရုဏာကိုအတိအမှန်ပြုလက်ခံမှုကောင်းစွာသိမှတ်နိုင်မည်ဖြစ်သည်သခင်ယေရှုကသင်တို့သည်ငါဟောပြောသောစကားအဖြစ်ယခုပင်ရှင်းလင်းလျက်ရှိကြ၏ဟုဆိုထားသည်ဘုရားသခင်ကကျမတို့၏တန်ရှင်းသောစိတ်လုံးသားထဲမှာဝမ်းမြောက်လျက်ရှိသည်ဘုရားသခင်အားကျေးဇူးတင်ပါသည်စင်ကြယ်ရန်ဘုရားသခင်နှင့်ဆိုကျွန်ုပ်မှာရှင်းလင်းသောနှလုံးသားရှိမည်အာယုံပြုဆုတောင်းရန်အိမ်မှုကိစ္စစီမံလုပ်ကိုင်နေရသူများအတွက်ဆုတောင်းချက်အိုဖအပြစ်များကိုဖြေလွှတ်ပေးသည့်သားတော်သခင်ယေရှုခရစ်တော်အတွက်ယေရှုတင်ပါ၏စိတ်နှလုံးထဲကင်းဝလျက်စင်ကြယ်သောသဘောကိုတည်ဆောက်ပေးမှုပါတန်ရှင်းသောဝိညာဉ်တော်ကင်းဝတ်တော်မူလျက်ထွက်ချင်းဝင်ချင်းများမှာနှိုးထစေမှုပါအာမင် Estella Bolden Lima Peru